ဝေလမင်းသမီးဒိုင်ယာနာရဲ့အိမ်ထောင်ရေးဘဝနဲ့ပုဂ္ဂိုလ်ရေးဆက်ဆံရေးတွေဟာသူ့ဘဝတစ်လျှောက်လုံးမှာအငြင်းပွားဖွယ်ရာအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။သူမရဲ့အိမ်ထောင်ရေးကမချစ်မနှစ်သက်မှုအခြေအနေတွေရှိနေခဲ့တယ်လို့ဒိုင်ယာနာကိုယ်တိုင်မှတ်တမ်းတင်ခဲ့သလိုသူမကိုချားလ်စ်မင်းသားကတကယ်အချစ်ဆိုတာထက်မင်းသမီးဖြစ်လာမဲ့သူအနေနဲ့လက်ထပ်ခဲ့ခြင်းသာဖြစ်ပြီးချားလ်စ်မှာလည်းကင်မီလီယာနဲ့ဆက်ဆံရေးရှိနေချိန်မှာသူတို့နှစ်ယောက်အိမ်ထောင်ကြခဲ့ခြင်းဖြစ်ပါတယ်။1995 ခုနှစ်တုန်းက BBC နဲ့အင်တာဗျူးမှာဒိုင်ယာနာကကျမတို့၃ယောက်ပါတဲ့အိမ်ထောင်ရေးလို့သုံးနှုန်းခဲ့ဘူးတယ်။ဒါကြောင့်နည်းနည်းတော့ကြက်တီးပါတယ်လို့ပြောခဲ့ဘူးပါတယ်။သူမရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့အိမ်ထောင်ရေးမပျော်ရွှင်မှုတွေကြောင့်ဒိုင်ယာနာဟာစားကျင်တောက်ချင်စိတ်ပြက်ခြင်းနဲ့စိတ်တက်ကြခြင်းစတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားခဲ့ရပါတယ်။ဒိုင်ယာနာရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုတွေဆိုပြီးဖော်ပြခံခဲ့ရတဲ့ဆက်ဆံရေးတချို့ကိုအောက်ပါအတိုင်းဖော်ပြပါမယ်။ဒီအချက်တွေဟာသတင်းစာတွေစာအုပ်တွေသက်သေတွေရဲ့ပြောဆိုချက်တွေပေါ်အခြေခံထားတာဖြစ်ပါတယ်။ဒိုင်ယာနာရဲ့အကျော်ကြားဆုံးဆက်ဆံရေးဖြစ်ပြီး1986လောက်ကစတင်ခဲ့တယ်လို့ဆိုပါတယ်။ဟီဝစ်ကိုယ်တိုင်1994ခုနှစ်မှာ Princess in Love ဆိုတဲ့စာအုပ်ထုတ်ဝေခဲ့ပါတယ်။သူကဒိုင်ယာနာရဲ့သားတော်တွေဖြစ်တဲ့ဝီလီယံနဲ့ဟယ်ရီတို့ကိုမြင်းစည်းတင်ပေးခဲ့သူဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကနှစ်ပေါင်းများစွာကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။တချို့ကဟီဝစ်ဟာမင်းသားဟယ်ရီရဲ့အဖေလို့ထင်ခဲ့ကြပေမဲ့ဒိုင်ယာနာကဟီဝစ်ကဟယ်ရီမွေးဖွားပြီးမှမိတ်ဆွေဖြစ်လာကြခြင်းဖြစ်ပြီးအဲ့ဒီလိုထင်မြင်ကြမှုအပေါ်ပြင်းထန်စွာညှင်းဆိုခဲ့ပါတယ်။ဟီဝစ်ဟာဗြိတိရှစစ်တပ်ကမြင်းစည်းတပ်သားဖြစ်ပြီးစစ်ပွဲတွေဖြစ်တဲ့အချိန်တွေမှာတိုက်ခိုက်ရေးကျွမ်းကျင်တဲ့အထူးကုန်ထူးဆောင်တပ်ဖွဲ့ကဖြစ်ပြီးစစ်မတိုက်ရတဲ့အချိန်တွေမှာဘရင်သို့မဟုတ်မင်းသမီးကိုကိုရန်တော်အနေနဲ့ကာကွယ်ပေးတဲ့တပ်သားတွေထဲကတယောက်ဖြစ်ပါတယ်။သူကနောက်ပိုင်းမှာစာရေးဆရာဖြစ်လာပြီးမီဒီယာလောကသားတဦးလည်းဖြစ်လာပါတယ်။1986ခုနှစ်မှာဒိုင်ယာနာကမြင်းစည်းသင်ခန်းစာယူခြင်းလို့ဟီဝစ်ကိုကိုရေးကိုရာမြင်းစည်းဆရာအနေနဲ့ခေါ်ခဲ့တာကစတင်ပါတယ်။အဲ့ဒီအချိန်မှာဒိုင်ယာနာရဲ့အိမ်ထောင်ရေးကချားမင်းသားနဲ့မပျော်ရွှင်တော့တဲ့အချိန်ဖြစ်ပြီးချားကကင်မလာနဲ့ဆက်ဆံရေးတိတိကျကျရှိနေပြီဖြစ်ပါတယ်။ဒိုင်ယာနာကဟီဝစ်နဲ့လျှို့ဝှက်ချစ်သူဆက်ဆံရေးရှိခဲ့တယ်လို့ကိုယ်တိုင်ဝန်ခံထားပါတယ်။ဒီအချက်ကကောလာဟာလမဟုတ်ပဲဒိုင်ယာနာကိုယ်တိုင် BBC နဲ့အင်တာဗျူးမှာဝန်ခံခဲ့တာပါအဲ့ဒီမှာဒိုင်ယာနာပြောခဲ့တာသူနဲ့ကျမအရန်ချစ်ခဲ့ပါတယ်လို့ဖြစ်ပါတယ်သူတို့ဆက်ဆံရေးဘာကြောင့်ပြတ်သွားခဲ့တယ်လဲဆိုတော့ဟီဝစ်ကပင်လယ်ကွေ့စစ်ပွဲကိုတွားရောက်ခဲ့ရတယ်ဒီတော့ဒိုင်ယာနာကအထီးကျန်ပူဖြစ်သွားပြီးသူတို့နှစ်ယောက်ကွဲကွာသွားတယ်နောက်ပိုင်းမှာဟီဝစ်ကစာအုပ်ရေးပြီးသူတို့အတွင်းရေးတွေဖော်ပြလိုက်တာကြောင့်ဒိုင်ယာနာအယမ်းနာကျင်ခဲ့ပါတယ်။ဒီကိစ္စကြောင့်ဒိုင်ယာနာကဟီဝစ်ကိုလုံးဝယုံကြည်မှုကင်းမဲ့သွားခဲ့ပါတယ်။ဒိုင်ယာနာရဲ့ဒုတိယမြောက်ချစ်သူကဝေကားလင်းဆိုတဲ့သူပဲဖြစ်ပြီးသူကအင်္ဂလန်နိုင်ငံရဲ့မျိုးသားရက်ဘီအသင်းကောင်းဆောင်ကပတိန်ဖြစ်ခဲ့သူဖြစ်ပြီးသူက1990အစောပိုင်းတွေမှာအင်္ဂလန်ရဲ့အားကစားသူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒိုင်ယာနာနဲ့ချစ်ကြိုးသွယ်ဆက်ဆံခဲ့တဲ့အချိန်မှာသူကအိမ်ထောင်ရှိပြီးသားပြီးတော့ကလေး3ယောက်ရှိသူဖြစ်ပါတယ်။ဂျင်ထရိနာလို့ခေါ်ကြတာကဒိုင်ယာနာအတွက်ကိုယ်ကာယကြံ့ခိုင်ရေးအတွက်အကူအညီပေးသူအဖြစ်လုပ်ပေးခဲ့သူဖြစ်လို့ပါအဲ့ဒါကနေသူတို့နီးစပ်လာတာဖြစ်ပါတယ်1992ခုနှစ်ဝန်းကျင်လောက်မှာဒိုင်ယာနာကစိတ်ဖိစီးမှုတွေကြောင့်အစားမမှန်အိမ်မမှန်တာတွေကြောင့်ကိုယ်လက်လေးကျင့်ရေးကိုအာယုံစိုက်လာတဲ့အခါအားကစားသမားလည်းဖြစ်ကျန်းမာရေးကိုအလွန်အမင်းလိုက်စားတဲ့ဝေကာလင်းနဲ့နီးစပ်လာခဲ့ပါတယ်။ဒီချစ်ရေးကစိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ခန္ဓာပိုင်းနှစ်ခုစလုံးအတွက်နီးစပ်မှုရှိခဲ့ကြပြီးဒိုင်ယာနာအတွက်အားကိုးနိုင်တဲ့အားကစားသမားပြီးတော့စိတ်တက်ကြဆင်းနေတဲ့သူမကိုသူမပြန်လဲတန်ဖိုးထားလာစေတဲ့သူဖြစ်လာပါတယ်။ဒါပေမဲ့ဝေကာလင်းအတွက်ပြည်သူမင်းသမီးနဲ့လျှို့ဝှက်ဆက်ဆံရေးဖြစ်ခဲ့ရတဲ့အတွက်သူတို့နှစ်ဦးစလုံးအတွက်အနေရကြီးတဲ့ဆက်ဆံရေးဖြစ်ခဲ့ပါတယ်။ထူးသဖြင့်ဝေကာလင်းကအိမ်အောင်ရှိပြီးသားဖြစ်လို့ပိုပြီးသတိထားရပါတယ်။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကလူသိရှင်ကြားဖြစ်သွားရတဲ့အကြောင်းကဒိုင်ယာနာနဲ့ဝေကာလင်းတို့ရဲ့ပုဂ္ဂိုလ်ရေးဖုန်းခေါ်ဆိုမှုတွေကိုမှတ်တမ်းတင်ပြီးမီဒီယာတွေထဲကတဆင့်ပေါက်ကြားသွားတာကစပါတယ်။
ဖုန်းထဲမှာချစ်ရေးဆိုင်ရာစကားတွေလက်ထပ်မဲ့အကြောင်းအနာဂတ်အိမ်မက်တွေပါဝင်ပါတယ်။အဲ့ဒါရဲ့အကျိုးဆက်ကတော့ဝေကာလင်းရဲ့အိမ်အောင်ရေးပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။ဝေကာလင်းရဲ့ဇနီးကဒီဖုန်းခေါ်ဆိုမှုတွေကိုကြားသိပြီးသူမခင်ပွန်းနဲ့ကွာရှင်းလိုက်တဲ့အဲ့ဒီနောက်မှာဝေကာလင်းရဲ့အားကစားဘဝနဲ့လူမှုဂုဏ်သိက္ခာတွေလည်းအကြီးအကျယ်ထိခိုက်သွားခဲ့ပါတယ်။ဒိုင်ယာနာအတွက်ဒီချစ်ရေးဟာသူမကိုသူမပြန်လည်ယုံကြည်လာစေတဲ့ဆက်ဆံရေးဖြစ်ခဲ့တယ်။ဒါပေမဲ့တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့အများမြင်ကွင်းထဲမှာဂုဏ်သိက္ခာထိခိုက်ခဲ့ရပြီးအမြဲနာကျင်ရတဲ့အဖြစ်မျိုးဖြစ်သွားခဲ့တယ်။ဒိုင်ယာနာကနောက်ပိုင်းမှာကျမရဲ့ချစ်ချင်းကိုမှားတဲ့နေရာတွေမှာရှာခဲ့မိတယ်လို့နီးစပ်သူတွေကိုပြောခဲ့ပါတယ်။ဒေါက်တာဟက်စနတ်ခန်းဟာပါကစ္စတန်နွယ်ဖွားဖြစ်ပြီးဗြိတိန်မှာအလုပ်လာလုပ်တဲ့နှလုံးနဲ့အဆုပ်ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။လန်ဒန်ရဲ့ Royal Brompton ဆေးရုံမှာတာဝန်ထမ်းဆောင်ပါတယ်။သူကမီဒီယာနဲ့နာမည်ကျော်အနုပညာလောကကိုလုံးဝမကြိုက်သူဖြစ်ပါတယ်။ဒိုင်ယာနာကသူမရဲ့မိတ်ဆွေတဦးစီကိုဆေးရုံမှာသွားမေးတဲ့အခါဒေါက်တာဟက်စနတ်ခန်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးအစမှာဒိုင်ယာနာကတော်ဝင်မင်းသမီးဆိုတာသိပေမဲ့ဟက်စနတ်ခန်းကတိတ်အရေးမထားပဲတာမန်လူနာရှင်နဲ့ဆရာဝန်လိုပဲဆက်ဆံခဲ့ပါတယ်။ဒီအရာကပဲဒိုင်ယာနာကိုအယမ်းဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။ဒီဆက်ဆံရေးဟာ2 နှစ်နီးပါးကြာမြင့်ခဲ့ပြီးဒိုင်ယာနာရဲ့အချစ်ရေးတွေထဲမှာတိတ်တလျှောက်လုံးအလေးအနက်ဆုံးဖြစ်ခဲ့ပြီးသူမကဟက်စနတ်ခန်းကိုထူးခြားလို့ခေါ်ခဲ့တယ်။ပြီးတော့သူ့ကိုတကယ်လက်ထပ်ချင်ခဲ့တာဖြစ်ပါတယ်။မီဒီယာတွေကနေဝေးတဲ့တနေရာမှာဇက်မြုပ်ပြီးတာမန်မိသားစုဘဝလေးကိုတောင့်တအိမ်မက်ခဲ့ပါတယ်။သူတို့ဆက်ဆံရေးကဘလောက်လျှို့ဝှက်လဲဆိုရင်ဒိုင်ယာနာကသပင်တုတက်ပြီးဟက်စနတ်ခန်းရဲ့အိမ်ကိုသွားတွေ့တာမျိုးမြေအောက်ယထာစီးတဲ့အခါဒိုင်ယာနာကသပင်တုတက်ပြီးမိတ်ကပ်နည်းနည်းပဲလိမ့်လို့တာမန်အင်ဂျီအဝတ်စားအပေါ်အောက်ဝတ်တာမျိုးနဲ့ရုပ်ဖြက်လေးရှိပြီးလူတွေကြားထဲမှာမင်းသမီးမဟုတ်ပဲတာမန်မိန်းမတစ်ယောက်လိုပေါ်နေစေဖို့ဖြစ်ပါတယ်။နှစ်ယောက်အတူစီးပေမဲ့နီးနီးကပ်မထိုင်ကြဘူး။တခါတရံတတွဲတည်းမစီးပဲတွဲခွဲစီးကြတယ်။ပြီးတော့နန်းတော်ထဲကိုဟက်စနတ်ခန်းလာစေတဲ့အခါအနောက်တကားကသာဝင်ခိုင်းတာမျိုးလုပ်ကြလေးရှိပါတယ်။စစ်သူတွေဖြစ်ခဲ့ပေမဲ့လူမြင်မှာစိုးလို့လက်တွဲလက်ကင်ချစ်စကားပြောတာမျိုးလုံးဝမလုပ်ခဲ့ပါဘူး။ချိန်တွေးတဲ့နေရာမှာဒိုင်ယာနာရဲ့လုံခြုံရေးမပါဘူး။ဒါဟာဒိုင်ယာနာအတွက်သူမဘဝတစ်လျှောက်လုံးအလွန်ရှားပါးတဲ့လွတ်လပ်မှုအတွေ့အကြုံဖြစ်ပါတယ်။ယထာစီးတဲ့အချိန်တွေကညနေပိုင်းမှာဖြစ်ပြီးလူများတဲ့အချိန်တွေကိုရှောင်ကြတယ်။ဟက်စနတ်ခန်းကဒီလိုစီးတာကိုမကြိုက်ပေမဲ့လိုက်ရောခဲ့တယ်။အန္တရာယ်ရှိနိုင်တယ်ဆိုတာသိပေမဲ့ဒိုင်ယာနာကိုပျော်စေခြင်းလို့လိုက်ရောခဲ့ပါတယ်။ဒိုင်ယာနာနဲ့ဒိုဒီဘယ်လိုတွေ့ခဲ့တာလဲဆိုတော့1990ရာသီမှာဒီတီရဲ့အဖေမိုဟာမက်ဒိုဒီကဒိုင်ယာနာနဲ့သူမရဲ့သားတွေကိုပြင်သစ်ကမ်းရိုးတန်းမြေထဲပင်လယ်ထဲကသူ့ကိုယ်ပိုင်စိန်ခံရွက်လေကြီးမှာဖိတ်ခေါ်ဧည့်ခံတာကစားခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဖိတ်ခေါ်ဧည့်ခံမှုမှာသားဖြစ်သူအဖရက်ဒိုဒီလည်းရှိနေခဲ့ပေမဲ့အဲ့ဒီတုန်းကသူတို့ဘာမှမဖြစ်ကြသေးဘူး။အဲ့ဒီနောက်ဒိုင်ယာနာသားတွေကိုနန်းတော်ကိုပြန်ပို့ပြီးတဲ့နောက်ဒိုင်ယာနာကလေကြီးပေါ်မှာပဲဒိုဒီနဲ့ဆက်ပြီးကြံခဲ့ပါတယ်။ဒီအချိန်ကနေပါရာဇီလို့ခေါ်တဲ့သတင်းမှုဆိုးတွေစီကသူတို့နှစ်ယောက်ရဲ့ပုံတွေထွက်လာခဲ့ပါတယ်။လက်တွဲထားတဲ့ပုံတွေနမ်းနေတဲ့ပုံတွေဖြစ်ပါတယ်။တချို့ကဒိုဒီရဲ့ဖခင်ကသူ့သားနဲ့ဖြစ်အောင်ဇက်လန်းထွင်ခဲ့တာလို့ဆိုကြပေမဲ့အဲ့ဒါကသက်သေမရှိပါဘူး။သူတို့နှစ်ယောက်ရဲ့စုစုပေါင်းအခြေရေးကာလကအရန်တိုလွန်းပြီးတစ်လခွဲလောက်ပဲရှိပါတယ်။ဒိုင်ယာနာဘက်ကဒိုဒီကိုသဘောကျခဲ့တယ်။ဒိုဒီအပေါ်အားကိုးမှုလည်းရသလိုလုံခြုံမှုခံစားရခဲ့ပါတယ်။ဒါပေမဲ့ဒေါက်တာဟက်စနတ်ခန်းကိုမမေ့နိုင်သေးပါဘူး။ဒိုဒီဘက်ကတော့ဒိုင်ယာနာကိုအလွန်အမင်းချစ်မြတ်နိုးခဲ့ပြီးဖခင်ဖြစ်သူမိုဟာမက်ဒိုဒီရဲ့အမြင်အရသူ့သားဟာဒိုင်ယာနာကိုလက်ထပ်ခွင့်တောင်းလိုက်မယ်လို့ထင်ခဲ့တယ်။1990ဩဂုတ်လ30နေ့လယ်မှာသူတို့ပြင်သစ်ကိုရောက်သွားကြတယ်။ညနေမှာဒိုဒီရဲ့အဖေပိုင်တဲ့ရွေးဟိုတယ်ကိုသွားကြမယ်။ညရောက်ရင်ဒိုဒီရဲ့အိမ်ကိုသွားဖို့စီစဉ်ထားခဲ့ကြတယ်။သတင်းမှုဆိုးပါရာဇီတွေကဟိုတယ်အပြင်မှာအများကြီးပေါ့။ဟိုတယ်ကအထွက်ကားထဲမှာဒိုင်ယာနာ
ဒူဒီရင်မောင်းနဲ့ဘော်ဒီဂတ်တူးတို့ပဲပါတယ်သူတို့နှစ်ယောက်ထိုင်ကုန်ခပ်ပတ်မထားမိကြဘူးနောက်တော့ပါပါရာဇီတွေကိုရှောင်ဖို့ကားကိုအမြန်မောင်းပါတော့တယ်မတော်တဆဖြစ်ချိန်ကဩဂုတ်လ31ရက်ဖြစ်ပြီးမနက်တနာရီမထိုးခင်နာရီဝက်လောက်မှာကားဟာလှိုင်ကောင်းထဲကတိုင်တစ်ခုထိပြီးစုပ်ပြတ်သွားတယ်အဲ့ဒီမှာဒိုဒီနဲ့ရင်မောင်းကနေရာမှာပဲတေဆုံးသွားပြီးဒိုင်ယာနာကတော့အသက်ရှင်သေးပြီးစကားနည်းနည်းပြောနိုင်ပါသေးတယ်ဒိုင်ယာနာကိုဆေးရုံကိုပို့ပြီးနာရီနှဲငယ်စူးစမ်းကုသပေမဲ့မနက်4နာရီဝန်းကျင်မှာကွယ်လွန်သွားတယ်ဒိုင်ယာနာရဲ့ဒုတိယသားတော်ဟာရီရဲ့ရုပ်ဆင်းအင်္ဂါဟာမြင်းစည်းတပ်သားဂျိမ်းစ်ဟီဝစ်နဲ့အတော်ကလေးဆင်နေတဲ့အတွက်လူတွေကဟာရီဟာဟီဝစ်ရဲ့သားဖြစ်နိုင်တယ်လို့ထင်ကြတယ်။ဒါပေမဲ့ဒါကိုဒိုင်ယာနာရောဟီဝစ်ရောကညင်းပါတယ်။သူတို့အထက်ကညင်းကြတဲ့အချက်ကဟာရီကိုမွေးပြီးမှသူတို့တွေးခဲ့ကြတာဆိုတဲ့အချက်ပဲဒါကလည်းဘယ်သူမှတိတိကျကျမသိနိုင်တဲ့အချက်ပါဒါကိုလေ့လာကြည့်တဲ့မီဒီယာတချို့ကတော့ဂျိမ်းစ်ဟီဝစ်ကဟာရီကိုဝင်ရှိချိန်မှာဟီဝစ်ကရှေ့ရန်တနေရာမှာမရှိပေမဲ့စစ်တပ်ထဲမှာလို့တွေ့ကြတယ်။ဒါပေမဲ့ဒီလိုကိစ္စမျိုးဆိုတာကကာယကံရှင်တွေပဲအသိဆုံးဖြစ်ပါလိမ့်မယ်။တခုရှိတာကလူပြောသူပြောများလာတဲ့ကိစ္စကိုနန်းတော်ကလည်းသိမှာပဲ။ ချားစ်က DNA စစ်မကြည့်ဘူးလားဆိုတဲ့မေးခွန်းကိုတချို့ကမေးကြတယ်။ဒါပေမဲ့ DNA စစ်တာဟာကိုရေးကိုတာသာဖြစ်ပြီးအများပြည်သူကိုတက်သေးပြဖို့မဖြစ်မနေလုပ်ရမယ့်တာဝန်မဟုတ်ပါဘူး။တော်ဝင်ဥပဒေအရတရားဝင်လက်ထပ်ထားတဲ့အိမ်ထောင်ကမွေးဖွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဗြိတိန်ဥပဒေအရဟာရီဟာချားစ်ရဲ့သားဖြစ်နေပြီးသားပါ။အများကယုံတာမယုံတာတော့ချွင်းချက်ပေါ့